ဒီနေ့နည်းနည်းလေးစကားပြောကြရရှိတော့မလေးရှားမှာဆယ်နှစ်နေလာတဲ့အတွေ့အကြုံအရာဟိုးရန်တုံးကဆိုမလေးရှားမှာ16 19 28 19ဒီမှာဆိုမလေးရှားမှာအေးချမ်းချမ်းနေလို့ရတယ်ဟိုမှာဟိုဘလာရှိတယ်အဖမ်းရှိတယ်ဆိုရင်တော့မှတစ်နှစ်မှာ3-4ကျင်လောက်2ကျင်3ကျင်4ကျင်5ကျင်လောက်အဲ့လောက်ပဲကျွန်တော်တို့ကကြားတာဒါမဲ့အခု2024နောက်ပိုင်းမှာဟိုဘလာစီကရက်တိုင်းနေ့တိုင်းချိန်တိုင်းစက္ကန့်တိုင်းလို့အဖမ်းဆီးများလာတယ်။ဒီပြကျွန်တော်ပြောချင်တဲ့အရာကတော့နံပါတ်1ကမလေးရှားမှာကိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့ခိုးဆိုလူရက်တမျှတိုက်ကြတယ်အများများလာတယ်။ကျွန်တော်ကိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ2020နောက်ပိုင်းမှာလမ်းမပေါ်မှာလေဘဲနေဖြတ်လက်တွေဖြတ်လက်စွပ်တွေယူလူဆွဲကြိုးတွေလူအဲ့ဒါတွေပြဿနာတွေက2020ကိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာပိုပြီးပြင်းများလာတယ်ခုနောက်ပိုင်းမှာကမလေးရှားမှာတခိုးသမားတွေကနည်းနည်းလေးအရှင့်တက်သွားပြီဘာဖြစ်လာလဲဆိုတော့တကယ်အစိုးရရဲ့ယူနီဖောင်းအစိုးရကလည်းတကယ် support ပေးထားတဲ့ဌာနဆိုင်ရာတစ်ခုရဲ့ယူနီဖောင်းပုံစံနဲ့အိမ်ပေါ်တက်လူရက်ဖောက်ခွဲကြမ်းကြမ်းတမ်းကိုဖြစ်လာတယ်ခုနောက်ပိုင်းကနံပါတ်2ချက်ကတော့မလေးရှားမှာတော်တော်လေးအဖမ်းဆီးများလာတယ်အချင်းစက္ကန့်တိုင်းနေရာတိုင်းနေရာနှံ့ကိုအဖမ်းဆီးများလာတယ်နောက်ပြီးလို့ရှိရင်တော့နံပါတ်3ချက်ကတော့ကျွန်တော်တို့ရင်တုံးကဟိုးမလေးရှားရင်တုံးကဆိုရင်ဥမာရဲနဲ့တွေ့တယ်ကိုကပြောတတ်ဆိုတာကောင်းကောင်းမှန်တောင်းမှန်တတ်တယ်နှိမ့်နိုင်တတ်တယ်ဆိုရင်တော့မုံဖို့တစ်ချက်50တရားနဲ့ပြည့်လေးဖြစ်တယ်ခုနောက်ပိုင်းကိုဗစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့ထွေးဖြစ်တဲ့2024နောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့ရဲနဲ့တွေ့ပြီးလမ်းမပေါ်မှာပြည်လေအောင်ဖြည့်ရှင်းနိုင်အောင်ဖြည့်ရှင်းကိုပြည်လေအောင်မဖြည့်ရှင်းနိုင်ဘူးဆိုရင်တော့အနည်းဆုံး1500 2000 3000ဖြစ်သွားတယ်ဒါကမလေးရှားမှာကျွန်တော်နေခဲ့တဲ့10နှစ်တာတမ်းမှာအတွေ့အကြုံနဲ့တခြားသောကိစ္စရတဲ့အများကြီးရှိတဲ့ထဲမှာအခုထင်ထင်ရှားရှားရှိတဲ့အတွေ့အကြုံလေးပေါ့အဲ့ဒါလေးလာပြောပြတာ